ချက်လောက်စဉ်းကြည့်ပါနိုင်ငံမှာရောကမ္ဘာမှာပါဩဇာအာဏာလွှမ်းမိုးမှုအရှိဆုံးလို့ဆိုရမယ်အမေရိကန်သမ္မတဟာဥပဒေရဲ့အထက်မှာရှိနေပါသလားသူ့ကိုရောဘယ်သူကမှအရေးမယူနိုင်ဘူးလားသူအပြစ်ကျူးလွန်တာမျိုးရှိလို့ရှိရင်ဘယ်လိုအရေးယူလို့ရနိုင်ပါသလဲအားလုံးပဲမင်္ဂလာပါ Horizon Pedagogy YouTube Channel လေးကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ဆရာပေါက်ပါဒီနေ့မှာတော့ GD ဆိုရဲ့ study အတွက်အရေးကြီးတဲ့ impeachment လုပ်ငန်းစဉ်နဲ့သမိုင်းဝင်ဖြစ်ရပ်တွေအကြောင်းကိုရှင်းရှင်းလင်းလင်းတိတိမိမိတွတ်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်တမဆုံးမိခဲ့တဲ့မိကုံဖြစ်ရမယ်ဆိုလို့ရှိရင်တော့ဥပဒေရဲ့အထက်မှာဘယ်သူမှမရှိပါဘူးအကယ်၍သမရကဥပဒေကိုချုပ်ပေါက်လာခဲ့ရင်အာဏာကိုအလွဲသုံးစားလုပ်လာခဲ့လို့ဆိုရှင်သူ့ကိုအရေးယူနိုင်တဲ့ဥပဒေကြောင်းအရလုံထုံးလုံနည်းစဉ်ရှိပါတယ်အဲ့ဒါကတော့ impeachment လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်အရင်ဆုံးဘယ်လိုအခြေအနေမျိုးတွေမှာ impeach လုပ်လို့ရလဲဆိုတော့ကြည့်အောင် American ဖွဲ့စည်းပုံအခြေခံဥပဒေ Article 2 Section 4 အရအချက်3ချက်နဲ့ညီလို့ရှိလို့ရှိရင် impeachment လုပ်လို့ရပါတယ်အဲ့ဒါတွေကတော့နံပါတ်1 treason နိုင်ငံတော်သစ္စာဖောက်မှုနံပါတ်2 bribery လက်ပေးလက်ယူမှုနံပါတ်3 high crimes and misdemeanors ကြီးလေးတဲ့ရာဇဝတ်မှုနဲ့အာဏာအလွဲသုံးစားမှုတို့ပဲဖြစ်ပါတယ်ဒါနဲ့ impeachment ဆိုတဲ့အသုံးအနှုန်းနဲ့ပတ်သက်ပြီးကျောင်းသားတွေအမှန်မှားမျိုးရှိနိုင်ပါတယ်တကယ်တော့ impeachment လုပ်တယ်ဆိုတာသမ္မတတစ်ယောက်ကိုယာဒူးကနေဓာတ်ရိုက်ဖယ်ရှားလိုက်တာမျိုးမဟုတ်ပါဘူးမှုတစ်ခုကျွလွန်တယ်လို့ယူဆရတဲ့အစိုးရတာဝန်ရှိသူတို့ကိုတရားစွဲဆိုတာပဲဖြစ်ပါတယ်သမ္မတယာဒူးကနေထုတ်ခံရဖို့ဆိုလို့ရှိရင်နောက်ထပ်အဆင့်တွေရှိပါသေးတယ် impeachment ကသမ္မတတွေမကဒုတိယသမ္မတကစလို့ဝန်ကြီးတွေတရားသူကြီးတွေပါလုပ်လို့ရပါတယ်။သမိုင်းမှာတရားသူကြီးတွေဟာသမ္မတတွေတက်ပို့ပြီးတော့ impeachment လုပ်ခံရတာများပါတယ်။ American သမိုင်းမှာ impeachment လုပ်ခံရတဲ့သမ္မတအားလုံးစုစုပေါင်း3ဦးပဲရှိပါတယ်။သူတို့ကတော့1868မှာ Andrew Johnson 1998မှာ Bill Clinton နဲ့2019-2021မှာနှစ်ကြိမ်တိုင်ဆွဲချက်တင်ခံရတဲ့အခုလက်ရှိသမ္မတ Donald Trump တို့ပဲဖြစ်ပါတယ်။ဒါဆိုရင် impeachment လုပ်ငန်းစဉ်အစစ်အဆေးကိုမပြောခင်မှာ impeachment ကိုဒီအဖွဲ့အစည်းကနေလုပ်တယ်ဆိုတဲ့အကြောင်းကိုမြင်ပြပါမယ်။ American နိုင်ငံအပါအဝင်ဒီမိုကရေစီနိုင်ငံအများစုမှာနိုင်ငံရေးအာဏာကိုအဖွဲ့၃ဖွဲ့ကနေပြီးတော့ပြီးခြားယူထားပါတယ်။အဲ့ဒီအဖွဲ့၃ဖွဲ့ကတော့ legislative branch လို့ခေါ်တဲ့ဥပဒေပြုရေးမဏ္ဍိုင်နဲ့ executive branch လို့ခေါ်တဲ့အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ judicial branch လို့ခေါ်တဲ့တရားစီရင်မဏ္ဍိုင်တို့ပဲဖြစ်ကြပါတယ်။ impeachment လုပ်ငန်းစဉ်ကို legislative branch က executive နဲ့ judicial branch ပေါ်မှာဆောင်ရွက်ပါတယ်။ဒီရှင်းလင်းပြောရရင်တော့လွှတ်တော်ကအုပ်ချုပ်ရေးပိုင်းမှာတာဝန်ရှိတဲ့သမ္မတအပါအဝင်အုပ်ချုပ်ရေးရာထူးယူထားတဲ့သူတွေနဲ့တရားစီရင်ပိုင်းမှာတာဝန်ရှိတဲ့တရားသူကြီးတွေပေါ်မှာ impeachment လုပ်လို့ရပါတယ်။ impeachment လုပ်ငန်းစဉ်အစစ်အစစ် impeachment လုပ်တဲ့အခါလဲအထက်လွှတ်တော်ရောအောက်လွှတ်တော်ရောပါလွှတ်တော်နှစ်ရပ်စလုံးကနေပြီးတော့တာဝန်ယူဆောင်ရွက်ပါတယ်။အဆင့်1အောက်လွှတ်တော် House of Representatives impeachment လုပ်ငန်းစဉ်လုပ်တဲ့အခါကျလို့ရှိရင်လွှတ်တော်နှစ်ရပ်စလုံးကတာဝန်ယူဆောင်ရွက်ဆိုပြီးမှလို့အောက်လွှတ်တော်ကအရင်စပါတယ်။ပထမဆုံးအောက်လွှတ်တော်ကနေစုံစမ်းစစ်ဆေးပြီးယူမဲအများစု51ရာခိုင်နှုန်းရှင်းရှင်းလင်းပြောမယ်ဆိုတော့တဝက်ကျော်မဲရတာနဲ့ဆွဲချက်စာပြီးတင်ပါတယ်။အောက်လွှတ်တော်မှာအမတ်ပေါင်း435ယောက်ရှိတဲ့အတွက်ကြောင့်မလို့218မဲရလို့ရှိရင်ဒါကို impeach ဖြစ်တယ်လို့ခေါ်ပါတယ်။ဒါပေမဲ့ဒါကတရားခံအဖြစ်တရားဝင်ဆွဲချက်တင်ခံရခြင်းသာဖြစ်ပြီးတော့ယာရုကနေပြုတ်တာမဟုတ်သေးပါဘူး။အဆင့်2အထက်လွှတ်တော်စနစ်အောက်လွှတ်တော်မှာ218မဲနဲ့ impeach ဖြစ်တဲ့အခါသူတို့ကအထက်လွှတ်တော်ကိုပြန်ပြီးတော့တင်ပြပါတယ်။အမှုကအထက်လွှတ်တော်ကိုရောက်တဲ့အခါ Senate trial ဆိုတဲ့တရားစီရင်ကိုစတင်ပါတယ်။ဒီနေရာမှာတရားသူကြီးချုပ်Chief Justice ကတဘာပတိဖြစ်ဆောင်ရွက်ပြီးတပ်တွေတွေကိုလူသိရှင်ကြားစစ်ဆေးတဲ့အခါတကားဖွင့်ဆွေးနွေးပွဲ Open Session တွေပြုလုပ်ကြပါတယ်။အဲဒီနောက်အမတ်တွေကပြီးသန့်တကားပိတ်ဆွေးနွေးပွဲ Close Session ကိုလုပ်ပြီးအကြေအလဲတိုင်ပင်ကြပါတယ်။အဆင့်3ဆုံးဖြတ်ချက်နဲ့အကြောင်းကြားခြင်းသမ္မတကိုယာဒူးကဖယ်ရှားဖို့ဆိုလို့ရှိရင်အမတ်3ပုံ2ပုံအယောက်တရာမှာ68မဲရမှသာလေအတည်ဖြစ်ပါတယ်။ဆုံးဖြတ်ချက်ထွက်လာတဲ့အခါသမ္မတစီကိုတရားဝင်အကြောင်းကြားပြီးတော့3ပုံ2ပုံပြည့်ခဲ့ရင်တော့သမ္မတဟာယာဒူးကနေချက်ချင်းဆင်းပေးရမှာဖြစ်ပါတယ်။ရှင်းမှာပြောခဲ့တဲ့ impeach လုပ်ခံရတဲ့သမ္မတ3ယောက်စလုံးကတော့အထက်လွှတ်တော်မှာ3ပုံ2ပုံမဲမပြည့်မီရဲ့အတွက်ကြောင့်မို့ဘယ်သမ္မတကမှယာဒူးကနေဖယ်ရှားခြင်းတော့မခံရဘူးပါဘူး။ဒီနေ့မှာတော့
GD ဆိုရဲ့ study exam တွေမှာအရေးကြီးတဲ့သမ္မတအန်ဒရူးဂျွန်ဆန်ရဲ့အမှုအကြောင်းပြောပြပါမယ်1865မှာအီဘရာဟမ်လင်ကွန်းလှုပ်ကြံခံရပြီးတဲ့နောက်ဒုတိယသမ္မတအန်ဒရူးဂျွန်ဆန်ကသမ္မတဖြစ်လာပါတယ်သူကတောင်ပိုင်းသားဖြစ်ပြီးတော့လွှတ်တော်တွေက Radical Republicans တွေနဲ့အကြီးအကျယ်သဘောထားကွဲလွဲပါတယ် Radical Republicans ဆိုတာကတော့ Republican Party အတွင်းကအစွန်းရောက်အုပ်စုတစ်စုဖြစ်ပါတယ်သူတို့မှာအဓိကရည်မှန်းချက်နှစ်ခုရှိပါတယ် Civil War မှာဆစ်ရှုံးခဲ့တဲ့တောင်ပိုင်းကိုပြင်းပြင်းထန်ထန်အပြစ်ပေးဖို့နဲ့ကျွန်းပေါ်ကလွတ်မြောက်လာတဲ့လူမဲတွေကိုမဲပေးခွင့်နဲ့နိုင်ငံသားအခွင့်အရေးအပြည့်အဝပေးကျင်ကြတာပါသမ္မတအန်ဒရူးဂျွန်ဆန်ကတော့သူကိုယ်တိုင်ကလည်းတောင်ပိုင်းသားဖြစ်လို့တောင်ပိုင်းပြည်နယ်တွေပေါ်မှာဂိုင်းတွေ့တာပျော်ပြောင်းနေတယ်လို့ Radical Republican တွေကယူဆပါတယ်ဒါကြောင့်လည်းသူတို့နဲ့ဂျွန်ဆန်ကအမြဲတမ်းထိတိုက်တွေ့နေကြတာပါ1868မှာလွှတ်တော်က Tenure of Office Act ဆိုတဲ့ဥပဒေကိုထုတ်ပြန်ခဲ့ပါတယ်အဲ့ဒီဥပဒေအရသမ္မတဟာလူခံထားတဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေကိုယာရုကနေဖြုတ်ချချင်လို့ရှိရင်အထက်လွှတ်တော်ရဲ့ခွင့်ပြုချက်ကိုအရင်ယူရမယ်ဆိုတဲ့ဥပဒေဖြစ်ပါတယ်အဲ့ဒီဥပဒေကဂျွန်ဆန်ကိုယာရုကနေဖြုတ်ချဖို့လွှတ်တော်ကနေတမင်ဖန်တီးထားတဲ့ကြော်ကွင်းတစ်ခုသာဖြစ်ပါတယ်ဂျွန်ဆန်ကလည်းခေါင်းမာတဲ့သူဖြစ်တဲ့ကြောင့်မလို့အဲ့ဒီဟာတွေကိုလုံးဝဂရုမစိုက်ပဲသူ့ကိုအမြဲလိုက်ကန်ကွယ်နေတဲ့ Radical Republican ဘက်တော်သားစစ်ဝင်ကြီး Edwin Stanton ကိုယာရုကနေထုတ်ပြလိုက်ပါတယ်အဲ့ဒီအခါမှာအောက်လွှတ်တော်ကသမ္မတဟာ Tenure of Office Act ကိုချိုးဖောက်လိုက်ပြီးဆိုပြီးတော့ချက်ချင်းပဲ impeachment လုပ်ငန်းစဉ်ကိုစတင်ခဲ့ပါတယ်ဒါကြောင့်မို့ဂျွန်ဆန်ကတမိုင်းမှာပထမဆုံး impeach လုပ်ခံရတဲ့သမ္မတဖြစ်လာခဲ့တာပါဂျွန်ဆန်ဟာ Senate Trial ရဲ့54မိနစ်မှာ35မဲဖြုတ်ချရန်နဲ့19မဲမဖြုတ်ချရန်ရရှိခဲ့ပါတယ်54မိနစ်မှာ3ပုံ2ပုံဆိုလို့ရှိရင်36မဲရမှယာရုကနေထွက်ရမှာဖြစ်ပေမဲ့လို့35မဲသာရခဲ့တဲ့အတွက်ကြောင့်မလို့တမဲတဲ့နဲ့ပုတ်ကာတီက narrow margin ဆိုတာလေးနဲ့ယာရုမစင်းခဲ့ရတာပါဒီနေရာမှာစိတ်ဝင်စားစရာတစ်ခုရှိပါတယ်အခုခေတ်မှာစနီတာအမတ်အရေးတွေကအယောက်100ရှိပြီမဲ့လို့ဂျိုဆန်ရဲ့ခေတ်မှာဘာလို့အယောက်100မရှိရတာလဲအဖေကတော့အဲ့ဒီအချိန်မှာအမေရိကန်ပြည်တော်စုမှာပြည်နယ်ပေါင်း38ပြည်နယ်သာရှိပါသေးတယ်ပြည်နယ်တစ်ခုကိုအမတ်2ဦးလုံးနဲ့ဆိုလို့ရှိရင်စုစုပေါင်းအမတ်84ဦးပဲရှိပါသေးတယ်ဒါပေမဲ့တရားစီရင်တဲ့အချိန်မှာ54ဦးသာမဲပေးခဲ့ကြပါတယ်အကြောင်းရင်းကတော့ပြည်တွင်းစစ်ပြီးတောင်ပိုင်းပြည်နယ်တချို့မှာပြည်တော်စုတွေကိုအပြေးအဝပြန်မဝင်ရသေးလို့လွှတ်တော်မှာကိုယ်စားလှယ်နေရမရသေးတာကြောင့်ဖြစ်ပါတယ်ဒါဆိုရင်တော့ဒီ impeachment လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးအနည်းချုပ်ကြည့်အောင်နံပါတ်1 impeachment ဆိုတာယာရုကနေဖေရှားခြင်းမဟုတ်ပဲဆွဲချက်တင်ခြင်းသာဖြစ်ပါတယ်နံပါတ်2 House of Representatives ဆိုတဲ့အောက်လွှတ်တော်ကဆွဲချက်တင်ပြီးတော့Senateဆိုတဲ့အထက်လွှတ်တော်ကတရားစီရင်ပါတယ်နံပါတ်3ယာရုကနေဖေရှားဖို့အတွက်ဆိုလို့ရှိရင်အထက်လွှတ်တော်Senateရဲ့3ပုံ2ပုံပဲလိုအပ်ပါတယ်နံပါတ်4 American သမိုင်းမှာ impeach လုပ်ခံရတဲ့သမ္မတ3ယောက်ရှိပြီးတော့အန်ဒရူးဂျွန်ဆန်ကပထမဆုံးပါတမဲတဲ့နဲ့ယာရုကနေဖယ်ရှားမခံရတာဖြစ်ပါတယ်ဒါဆိုရင်တော့ဒီနေ့ဒီဗီဒီယိုလေးကနေ impeachment အကြောင်းကိုအခြေခံကစရှင်းရှင်းလင်းလင်းသိသွားပြီလို့မျှော်လင့်ရပါတယ်နောက်ထပ် GD ဆိုရဲ့ study သင်ခန်းစာတွေကိုအခုလိုလေ့လာဖို့ကျွန်တော်ရဲ့ Horizon Pedagogy YouTube channel လေးကိုလည်း follow လုပ်ထားဖို့မေးပါနေအောင်အားလုံးကိုကျေးဇူးတင်ပါတယ်